exporter importer တွေကသူတို့ရောင်းနေဝယ်တဲ့ကိစ္စတွေဆိုကျွမ်းတယ်ကျွမ်းနေဆိုတော့သူတို့ product ကြောင်းသူတို့သိတယ်ဈေးကွက်ဘယ်လိုရှာရမလဲဘယ်လို control ချမှာသူတို့သိတယ်ဒါပြဿနာသူတို့ logistic ကိစ္စတွေမသိဘူးမင်္ဂလာပါဆရာမင်္ဂလာပါဆရာအခုကျွန်တော်ဆွေးနွေးနေတဲ့အကြောင်းအရာတော့ multi model logistic ပေါ့နော်မြန်မာပြည်နဲ့ဒီ multi model logistic နဲ့ဘယ်လိုမျိုးရှင်တွဲပြီးတော့အသုံးပြုနေရလဲဆိုတာဆရာရှင်းပြပေးပါဦးဟုတ်ကဲ့multi model ကတော့ဒီကျွန်တော်မြန်မာနိုင်ငံမှာစတော့မှာပေါ့နော်အဲ့မှာဒီအတန်လေးတွေကြားလာပြီ multi model operator license နေပြီးတော့မယ်ပါညာတော့ကြားလာပြီ multi model အကြောင်းပြောမယ်ဆိုကျွန်တော်ဒီ export import တွေစကားပြန်ပြောအောင်ပါပေါ့နော် exporter importer တွေကသူတို့ရောင်းနေဝယ်တဲ့ကိစ္စတွေဆိုကျွမ်းတယ်ကျွမ်းနေဆိုတော့သူတို့ product ကြောင်းသူတို့သိတယ်ဘယ်လိုဈေးကွက်ဘယ်လိုရှာရမလဲဘယ်လို control ချမှာသူတို့သိတယ်ဒါပြဿနာသူတို့ logistic ကိစ္စတွေမသိဘူး logistic ကိစ္စကိုမသိတော့ logistic ကိစ္စကိုနားလေတဲ့ freight forwarder တွေဆိုတော့အလုပ်အပ်ပါတယ်နော် freight forwarder တွေကဘယ်လမ်းကြောင်းတစ်ဖြစ်ဘယ်တင်မောဟိုဘယ်တင်မောလမ်းကိုချက်ရမယ်ဘာ size ဆိုင်လိုတယ်ဘယ်လောက်ကုန်ကျစရိတ်ရှိတယ်ဘယ်လို risk ရှိတယ်တော့ဒါ freight forwarder တွေကသိတာအောင်နော် freight forwarder တွေသူတို့အပ်ပါတယ်အဲ့ freight forwarder တွေကသူတို့ပစ္စည်းတွေကိုဟိုတည်သွားပြီးတော့ပေါ့ဆရာတည်ပြီးတဲ့အလုပ်ကိုလုပ်ပေးရတဲ့လူက freight forwarder လို့ခေါ်တယ်အဲ့ freight forwarder တွေကဒီခုနဆရာပြောသလိုဆိုဒီလမ်းကြောင်းတစ်လမ်းလေးကိုပဲသူတို့ကအစတော့ဒီကိုပဲထိတ်ဟို starting နဲ့ destination ပိုင်းကိုသူတို့တာဝန်ယူရတာပေါ့ဆရာအဲ့နောက်ပိုင်းကျတော့သူကကျွန်တော်တို့ကတလန်းချောင်းနဲ့သွားလို့မရတော့ဘူးချိတ်ဆက်ပြီးတော့သွားတာမျိုးရှိတယ်ဥပမာဖြစ်စီးနဲ့wave နဲ့ပေါင်းတာမျိုးဟာလားစီးနဲ့ road နဲ့ပေါင်းတာမျိုးနောက်စီးနဲ့ air နဲ့ပေါင်းတာမျိုးဆိုတော့ဘေးကနှစ်ဆောင်ထုတ်ရတာပေါ့ဆရာဘေးကနှစ်ဆောင်ထုတ်ရဆိုတော့စီးကတစ်ဆောင်မှာ air နဲ့ပေါင်းမှာဆို air နဲ့တစ်ဆောင်အဲ့လိုထုတ်ရတာမျိုးရှိတယ်ဟုတ်ဒီ customer တွေနဲ့ exporter importer တွေဆက်သွယ်ဆောင်ရမယ်လို့2ယောက်ဖြစ်နေတာပေါ့ဆရာနော် operator 2ယောက်ဖြစ်နေတော့အဲကြောင့်ဒီ multi model ရဲ့သဘောတရားကအဲစီးနဲ့ air ပဲဖြစ်စီးနဲ့ wave ပဲဖြစ်ချိတ်လိုက်လို့ရှိရင်သူကဘေးကတစ်ဆောင်နဲ့တန်းထုတ်တယ်နော်ပြီးတော့ဆက်သွယ်ရမယ်ထိစဲရမယ်ဒီပါလေ operator တွေတယောက်တည်းအဲ့တော့ကျွန်တော်တို့ multi model operator လို့ခေါ်တယ်အဲ့လူကဘာဒီ starting point နေပြီးတော့သူ destination ရောက်တဲ့အထိဖြစ်သမျှအားလုံးတယောက်တည်းကတာဝန်ယူရတယ်တယောက်တည်းရပဲစကားပြောရတယ်နောက် document နဲ့တစ်စောင်းနဲ့အဲ့လိုလင်းနေတယ်ကျွန်တော်တို့အဲ့တော့ multi model transportation multi model logistics လို့ကျွန်တော်တို့ခေါ်တာပါဆရာဟုတ်ကဲ့ပါဆရာအဲ့တော့လေဒီစောဆရာပြောသွားတဲ့အကြောင်းအရာတွေမှာပါ BL ပေါ့နော်ဒီ BL အကြောင်းအရာတွေပတ်သက်ပြီးတော့လေကျွန်တော်တို့ရှင်းပြပေးပါအောင်ဆရာဟုတ် BL လို့ပြောလိုက်ရင်ကျွန်တော်တို့နှမျိုးပြေးမိတာပေါ့နော်တခုကဒီ freight forwarder တွေထုတ်ပေးတဲ့ house BL ပေါ့အဲ house BL ရှိတော့ဒီသင်္ဘောလိုင်းထုတ်ပေးတဲ့ master BL ဆိုတော့နှမျိုးရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့က ကုန်ပစ္စည်းအပ်မယ်ဆိုရင်ဟိုသင်္ဘောလိုင်းကို direct တော့အပ်မယ်ဆိုတော့ကျွန်တော်တို့ဘာရမလို့ဆိုတော့ master BL ဆိုတော့ကျွန်တော်ပေးလိုက်တယ်အဲ့ဒီ master BL နဲ့တစ်ဖက်နိုင်ငံကိုကျွန်တော်ပို့ရတယ်အဲ့ဒီ master BL ပါမှသာလေတစ်ဖက်နိုင်ငံက custom တင်လို့ရတယ်ကုန်ပစ္စည်းကိုထုတ်လို့ရတော့အကဲကျွန်တော်တို့ကသင်္ဘောလိုင်းကို direct တော့မဟုတ်ကျွန်တော်တို့ဂျာမခုနပြောတဲ့ freight forwarder ကိုကျွန်တော်အပ်မယ်ပေါ့နော်ကျွန်တော်ဒီ logistic တော့ကျွန်တော် handle မလုပ်ချင်ဘူး logistic ကိစ္စတွေတေးပို့ဆောင်တဲ့ကိစ္စတွေကျွန်တော်နားမလည်ဘူးမသိဘူးဆိုကျွန်တော် freight forwarder ကိုအပ်တယ်အဲ့ freight forwarder အားလည်းဒီ freight forwarder ကျွန်တော်ဘာထုတ်ပေးလဲဆို house BL ဆိုပြီးထုတ်ပေးပါတယ်အဲ့ house BL ပါမှသာလေအဲ့ house BL ကိုလည်း freight forwarder ဆိုတဲ့လူတွေရဲ့သဘောတွေကလည်းသူတို့တန်နိုင်ငံလုံးမှာဆို network ကရှိပြီးသားနော်ဒီဟိုမှာဆိုဆရာစင်ကာပူမှာဆိုစင်ကာပူမှာသူ့ရဲ့ရုံးမဲရှိ agent ရှိတာပေါ့အဲ့ house BL ကိုကျွန်တော်တို့တစ်ဖက်နိုင်ငံမှာရှိတဲ့agent ရုံးမှာကျွန်တော်တို့သွားပြပြီးမှထုတ်မှသာလေသူက master BL ပြန်ထုတ်ပေးတယ်အဲ့ဒီ master BL ကိုပြမှသာလေကျွန်တော်တို့ကဆက်ပြီးတော့ commit စီကိုထုတ်လို့ရပါတယ်ဘီရဲ့သဘောတရားဒီကွန်မြစ်စီရဲ့ပိုင်ဆိုင်မှုပေါ့ကွန်မြစ်စီရဲ့ပိုင်ဆိုင်တော့ဒီဘေကိုကျွန်တော်လမ်းမှာရောင်းလှောင်းလို့ရတယ်သူ့သဘောတရားကလေစီထွက်ရဲ့သဘောတရားကအပစ္စည်းကတော့ on the way သွားနေတော့မယ်ဒါပေမဲ့အဲ့ဒီဘီကိုကျွန်တော်တစ်ဆင့်လက်ဆိုင်ပြီးလို့ရောင်းလို့ရအဲ့တော့ကျွန်တော် negotiable ဘီလို့ခေါ်တာပေါ့နော်အဲ့တော့ရောင်းလို့ရတဲ့ဘီလည်းရှိတယ်နောက် unnegotiable ဘီဆိုတာရှိတယ်ရောင်းလို့မရတဲ့ဘီလည်းရှိတာပေါ့ဆရာဘီရဲ့သဘောတရားဒီကွန်မြစ်စီကဘယ်သူပိုင်နေဆိုတာကိုဟိုအထောက်ထားပေါ့ဒီလက်ထက်မှာကင်နေတဲ့လူကြီးပိုင်ရှင်ပဲဒါဘီရဲ့သဘောတရားပေါ့ခင်ဗျာဟုတ်ကဲ့ပါဆရာအဲ့တော့ဒီ multi model logistics ရဲ့ BL ပြီးသွားတဲ့အခါကျတကယ်တော့စပြီး logistics ကိုစလေ့လာခြင်းနဲ့ BL အကြောင်းပြင်တခြားတော့လေ့လာခြင်းနဲ့ဆိုရင်သူတို့ကိုမြန်ဆရာဘာတင်းစကားမြန်ပြောခြင်းပါလေဟုတ် logistics လို့ပြောရင်တော့ကျေပြန့်တာပေါ့နော် logistics ပြောကျေပြန့်တယ် logistics မှာအရင်ကကျွန်တော်ပြောနှစ်ပိုင်းရှိတာပေါ့နော်သူကတည်ရတဲ့ပိုင်းသိရတဲ့ပိုင်းနှစ်ပိုင်းရှိတာအောင်တည်ရတဲ့ပိုင်းဒီ transportation တည်ရတဲ့ပိုင်းဒီဝယ်ရောက်စဉ်အောက်ကဘယ်ပိုင်းကိုအာသန်လဲပေါ့အာသန်တဲ့ပိုင်းကိုလိုက်ထားအောင် transportation မှာအာသန်တယ်ဆိုတော့ကျွန်တော်တို့မှာဒီ sea freight air freight land freight ဒါလေးနဲ့ပတ်သက်တဲ့ rule and regulation ရှိတယ်ဒါတွေလေးလာခုနသိတဲ့ဘိုင်းကိုလေးလာခြင်းနဲ့ဆိုတော့ကျွန်တော်တို့ခုန inventory ဘိုင်းတို့ worker ဘိုင်းတို့ဒါတွေကျွန်တော်လေးလာဖို့လိုပါတယ်ခင်ဗျဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ alliance summit မှာလည်းတင်တန်းလေးတွေရှိပါတယ်ချိတ်ဆက်ပြီးတော့စုံစမ်းလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျ